Hello အလုံးမချစ်တဲ့ငယ်ကျွန်တော်မင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်ဘဲသားရင်လေးချက်စားပြလို့ပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျထူးထူးတွေတော့မပါပါအောင်ရိုးရိုးရှင်းရှင်းတောကျက်လေးပါခင်ဗျကဲအလုံးမအတူတူကြည့်လိုက်အောင်နော်ခင်ဗျဒါကတော့ကျွန်တော်တန့်စင်ပြီးသားဘဲသားဖြစ်ပါတယ်နော်ဘဲသားကျွန်တော်1ကီလိုကျွန်တော်ဖြုန်းနေထောင်းပြီးသားအရင်ဆုံးထည့်ပါမယ်ကျွန်တော်လုံးကျက်လေးချက်မှာမလို့ပါကျွန်တော်စီမွေးအသားငါးတွေစီမွေးတက်ပြီးချက်လေးသိမ့်မရှိပါဘူးကျွန်တော်လုံးကျက်ပဲပို့ကြိုက်ပါအဲတော့ကျွန်တော်ဖြုန်းနေထောင်းပြီးရလေးထည့်ပါတယ်ဂျင်းနဲ့ပါပါတယ်ကျွန်တော်ခဲညင်ဒီထည့်ပါတယ်အနှိမ့်များများရအောင်လို့ပါနှိမ့်လေးနဲ့မှလူဆလို့ကောင်းလို့ပါကျွန်တော်တော့အသားငါးချက်တယ်လို့ပဲပုံမှန်မချက်လေးရှိပါတယ်ကျွန်တော်ကျွတ်တုံဖြူနေခဲညင်တည်းရတော့ပါပါတယ်သူအနှင်းများများရအောင်လို့ပါနော်စီပြန်ဟင်းနေတိတ်မစားလို့သူကဟင်းကြုံမုတ်အနေထည့်ပါမယ်ညမောကတော့ကိုချက်မိုက်ပုံမူတည်ပြီးထည့်ပါကျွန်တော်တော့တိတ်အများကြီးတော့မထည့်ပါဒါစားအနေငယ်ထည့်ပါမယ်အယောင်နေမုံနေထည့်ပါမယ်ရောင်နေမုံနဲ့ထဲမှာအယောင်လေးလဲပါမှာဟင်းရလဲအယောင်မရှိအဆင်မရှိသိမကြိုက်နွမ်းမုံနည်းနည်းထည့်ပါမယ်မတီဘဲသားကတော့ကျွန်တော်တဘာဝရေဘဲလို့တော့မဟုတ်ရဒီဝင်းမြူရေဘဲဖြစ်မဲ့ဒီဘဲတွေမာတယ်တော်တော်ချက်ယူရမယ်ကျွန်တော်တို့အဆက်လေးချက်ပါမယ်မြူတီနည်းနည်းထည့်ပါမယ်မြူတီခွဲချမ်းနည်းနည်းတစ်စုံခွဲလောက်ထည့်ပါတိတ်အများကြီးလည်းမထည့်ပါဘူးပြီးရင်တော့စီနဲ့ထည့်ပါမယ်စီကတော့အများကြီးထည့်လို့မရဘဲသားစီထွက်တယ်သူ့ထွက်တဲ့စီနဲ့တော့မှနောက်ပြရင်စီကများသွားမလားမသိသူစီတော်ထွက်တယ်နာအစားပလာအကုန်ထည့်ပြီးသားကို15မိနစ်လောက်နှက်ပြီးနေထားပါတယ်အခုတော့ကျွန်တော်မီးဘိုးတိုင်တင်ပြီးတော့စပြီးလုံးပါမယ်ကျွန်တော်လုံးချက်ပဲချက်ပါတယ်ကျွန်တော်စီမွေးမတတ်ပါဘူးဟိုကတော့သမင်းပေါင်းပေါက်စားလေးနဲ့ချက်ပါတယ်ကျွန်တော်တယောက်တည်းဆိုတော့လေတိတ်ထွေးထူးများများဆဆဝယ်ထားတာလည်းမရှိရှိတဲ့ဦးနဲ့ပဲကောက်ချက်လိုက်ပါခုကတော့မိနစ်20အနေထားလောက်မှာထုံထားတဲ့အနေထားဖြစ်ပါတယ်ခင်းကြီးဒီကျွတ်တုံဖြူကျွတ်တုံနေလဲတော်တော်လေးညှို့လာအမသားရဲ့လုံးထားတဲ့ရေတော်တော်ထွက်သေးရဲ့ဟိုလုံးထားတာလေးကအနံလေးရတယ်တော်တော်လေးမှု့လာပြီဆိုတော့ကျွတ်တုံဖြူနေခင်းကြီးရတယ်တော်တော်လေးညှို့နေပြီဆိုတော့ရှည်ထက်ပြီးတော့ခဏပြန်အုပ်ထားခဏဆိုပေမဲ့တနားရီလောက်တော့ချက်ရမယ်ဗျတနားရီလောက်ချက်မှဘဲသားနိုးမှာဒီဘဲတွေကမာတယ်ခုတော့ကျွန်တော်ရေလေးထက်ပြီးတော့ကြာလေးထားပေးလိုက်အောင်နော်ကဲအခုဆိုတော့ဘဲသားဟင်းလေးကြက်ပါပြီဗျာခုနထည့်ထားလဲရေလက်ခန်းတော့အနှစ်တွေရောစီတွေရောအနံလေးတွေရောမွေးလို့ဗျာအနှစ်လေးနဲ့မြူတီလေးနဲ့ရှူရှဲလေးနဲ့စားလိုက်လို့ကတော့တခေါက်ထဲနဲ့ဓမင်းမိန်ပါပြီဗျာသမင်းမချက်တတ်တဲ့ငယ်ညမငယ်လေးတွေခုလိုဟင်းချက်နေလေးတည်ချင်တော့ကျွန်တော်ရဲ့ channel လေး like and subscribe လုပ်ထားဖို့လဲတောင်းဆိုပါတယ်ဗျာကျွန်တော်လည်းအရင်ကျွမ်းကျင်တာတော့မဟုတ်ပါဘူးကျွန်တော်လည်းဝါသနာရချက်စားပြတာလေးပြန်လဲမျှဝေပေးတာဖြစ်ပါတယ်ဗျာ